Ngala ba khamya chano di chano ye bono di YouTube account di ga di 24နေပြောကျွန်တော်ဒါ live လုပ်နေရပါဘောနော်အဲ့တော့ကျွန်တော်ဟိုအမျိုးပညာတွေအကုန်လုံးချပြပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာလုပ်ခဲ့တဲ့အလုပ်တွေအကုန်လုံးပြီးတော့ကကျွန်တော်ရဲ့ဘောနော်အဓိကကျွန်တော်ပြောချင်တာတော့ကျွန်တော်ခွန်အားမရှိတဲ့အချိန်မှာကျွန်တော်ဘောattention ရှာတဲ့လူအတွက်ကျွန်တော်က reaction လုပ်ပေးရမှာဖြစ်ပါတယ် YouTube ကောင်းရင်တော့အဲ့ဒါကျွန်တော် follower လေးတွေเนาะကျွန်တော်အကုန်လုံး subscribe လုပ်ပေးပါเนาะကျွန်တော်ဒီ TikTok တို့ကျွန်တော်တို့ဒီ Facebook တို့ပေါ့เนาะအကုန်လုံးက follower တွေရောဒါကျွန်တော်မြန်မာရဲ့ရုပ်ရှင်ကားကိုเนาะကျွန်တော်တို့တူတူအားပေးခဲ့တဲ့ပြည်သူအားလုံးရဲ့အမြင်တွေအမြင်အရှင်းမဲ့ဗျာကိုခစ်ပြတဲ့အချိန်မှာဗျာသိရမှာခြာနေသွားတဲ့အဲ့လိုမျိုးသိရမှာဘယ်လိုခေါ်မလဲဆယ်လီဖြစ်ချင်တာတို့သိရမှာတန်းရှင်းရှာချင်တဲ့လူတွေအတွက်ကိုအကောင်းဆုံး message ပေးဖို့တော့ကျွန်တော်ရဲ့ဒီ TikTok account အားနဲ့ဒီ YouTube account လေးပေါ့နော်ကျွန်တော်ရဲ့ account လေးကိုဟို subscribe လုပ်ပြီးပါပြီးလို့ရှိရင် noti bell လေးဆိုတာပြီးတော့ bell ရှက်တာကိုဒီမှာအချက်ပြီးတိုင်းမှာကျွန်တော်တင်တဲ့တိုင်းမှာသူတို့တွေ့အောင်လို့ဆိုတော့ဒီမှာအကုန်လုံးတွေ့အောင်လို့အဲမှာအကုန်လုံးဒီချာလေးဟို subscribe လုပ်ပြီးပေါ့ဗျာเนาะဒီမှာကျွန်တော်လည်းသိပြီး social media မှာကျွန်တော်ဒါနဲ့ကျွန်တော်ရဲ့ account ကလည်းနှူတာပါပြီးတော့ account အဆင်ပြေလာလေအားကြောင့်ဝမ်းသာပါတယ်ကျင်းတဲ့ပြောတယ်အဓိကအကြောင်းရတော့ကျွန်တော်ကတော့ဟိုဘယ်လိုခေါ်မလဲဒီတရုတ်ဆောင်ဆိုတာပြိဿကလူချင်းဗျာတို့တည်းမှာပြီးရင်ကျွန်တော် reaction ဘယ်လိုလုပ်ပြရမလဲဆိုတော့ကျွန်တော်ကိုဒီ media တွေကကျွန်တော်ကို attention ရှာဖို့တော့ media ရဲ့ကူညီပေးတယ်သူတို့တွေကနော်ဟိုရှင်းမဲ့ဗျာ media ရဲ့တူတူပဲလမ်းဘေးကလူတယောက်ဆိုတဲ့စကားကလမ်းဘေးကဆိုတူတူနော်ကျွန်တော်ပြောချင်တာလမ်းဘေးဆိုတာပတ်စံနဲ့မဆိုင်ဘူးငွေချင်းနဲ့လည်းမဆိုင်ဘာနဲ့မှမဆိုင်ဘူးနော်ဟိုအဆင့်တန်းဆိုတာကဟိုပညာအရေးရှင်းနေလည်းမဆိုင်ဘူးရုပ်မာတက်တဲ့လူတယောက်ကအဆင့်တန်းမရှိတဲ့ရုပ်မာကောက်ကြည့်တဲ့လူအဆင့်တန်းမရှိတဲ့လူခေါ်တယ်အဲ့လိုလူမျိုးတွေကို like view ပြီးတော့ဟိုအမှုပညာရှင်တွေပွဲရှာတဲ့မီဒီယာတွေကိုလည်းဒါကျွန်တော်ဒီကတော့ reaction လုပ်ပြီးတော့ခင်ဗျားတို့တင်ထားတဲ့ခင်ဗျားတို့ကြုတ်ကို attention ရှာထားတယ်ခင်ဗျားတို့ဒီဘောနော်ခင်ဗျားတို့ကဘာမှလည်းခိုင်လုံချက်မရှိဘူးခင်ဗျားတို့ကြုတ်ကိုအမှုပညာရှင်တွေခင်ဗျားတို့ပွဲရှာသွားတဲ့ကိစ္စကိုခင်ဗျားတို့ရှင်းရမယ်ပြီးကျွန်တော် reaction လုပ်ရမယ်တစ်ချက်ချင်းထောက်ပြမယ်နော်အကုန်လုံးပြီးတော့ပြောချင်တာတစ်ခုကအမှုပညာရှင်ပဲလမ်းဘေးကောင်လည်းမဟုတ်ဘူးเนาะအဲ့လိုဟိုခင်ဗျားတို့ဒီ TikTok ဆယ်လီထွေးဖို့အတွက်ခင်ဗျားတို့ပွဲရှာခြင်းတဲ့လူတွေပတ်စံယူပြီးတော့ခင်ဗျားတို့တွေ interview တွေ stock ကျင်တွေဖျောက်ပါဒါလေးပဲပြောချင်ပါတယ်เนาะဒါကျွန်တော်ရဲ့ account လေးကို subscribe လုပ်ပေးတာပါကျွန်တော်မနေ့ကစာယူ like လို့နေတိုင်းကျုံးပါเนาะနေတိုင်းကျုံးပါเนาะကျွန်တော်ကသက်တည်နေတော့အကျုံးပါဘာကြောင့်တည်းလူကြီး stock ကျင်တွေကအဲ့လိုမလုပ်အောင်ဗျာသိလားလောကကြီးမှာလူတွေကမကောင်းဘူးဗျာနော်နှမချင်းကိုချင်းစာကြတယ်ဗျာမိသားစုခင်ဗျားတို့ကမိသားစုရှာခင်ဗျားတို့မောင်လာဆိုဘယ်လို